Hello ညတာလေးစားကြပါအောင်ခင်ဗျာဒီခေါက်ခီးကအလုံးများချက်ကတော့စမ်းကိုတွားဝယ်ခြင်းမရဘူးပေါ့နော်အခုရက်ပိုင်းနေမှာအားနဲ့ပဲဒီညတော့ထမင်းမပါပဲနဲ့ကြံဖန်ပြီးတော့ရှေ့ရလေးနဲ့ပဲလှုပ်စားပလိုက်တယ်အလုပ်ကလည်းပင်ပန်းနေတော့ဘာဆဆကိုစားလို့ကောင်းနေဂျပန်ရောက်ပြီးတော့အလုပ်ကလည်းပင်ပန်းသေးတယ်ဝေးကြမသွားဘူးဆိုတော့အဲ့ဒီလေးဝက်ချက်တွေလည်းပါရပေါ့နော်ကျဲဦးနှလုံးမြင်ပေါမုံမှာပါသေးရဲ့ဆိုတော့ဒီနေ့ကတော့ဒီလောက်ပါပဲအားလုံးပဲစားကောင်းတောက်ကောင်းရှိကြပါသေး